ခီးသောဝါသနာရှင်များခင်ဗျာတင်းရဲ့နောက်ထပ်ခီးသောမဲ့နေရာကိုတင်စဉ်းစားမှုပါသလားဘယ်ဂျီယန်ကဘာကြောင့်တင့်စရင်ရဲ့ထိတ်ဆုံးမှာရှိနေတင်လဲဆိုတာပြောပြပါရစေဘယ်ဂျီယန်သည်ဥရောပတိုက်အနောက်ဘက်ရှိဆွဲဆောင်မှုရှိသောနိုင်ငံတစ်နိုင်ငံဖြစ်ပြီးတမိုင်းကြောင်းတက်ကြွဖွယ်ရာယဉ်ကျေးမှုနှင့်ယဉ်သက်ရှုမောဖွယ်တဘာဝအလှများကျွယ်ဝသောနိုင်ငံဖြစ်သည်ဘယ်ဂျီယန်နိုင်ငံကို1830ခုနှစ်တွင်တိကျနိုင်ငံအဖြစ်အတိအမှတ်ပြုခဲ့သည်ဘယ်ဂျီယန်နိုင်ငံသည်မြင်းဤကိုပိုင်ထူးခြားသောအမှတ်တညာကိုထူထောင်ရန်ပြင်သစ်နယ်သာလန်နှင့်ဂျာမနီတို့၏အရေးများမှပေါ်ထွက်လာခဲ့သည်ဘယ်ဂျီယန်၏ဆွဲဆောင်မှုအရှိဆုံးသောအသွင်ပြင်တစ်ခုမှာရင်းဤဘာသာစကားမျိုးစုံသောလူဖွဲ့စည်းဖြစ်သည်နိုင်ငံတဝန်းလုံးတွင်ပြင်သစ်တပ်ပြနှင့်ဂျာမန်စကားပြောဆိုသည်ကိုသင်ကြားရလိမ့်မည်ပြီးတော့ဘယ်ဂျီယန်အချို့ပွဲဒါမှမဟုတ်အကျော်တွေကကော်ဖီတစ်ချမ်းနဲ့ဒဏ္ဍာရီဝင်စားလေးရှိတဲ့အစားအစာတွေဆိုတာကိုမမေ့ပါနဲ့လက်ဖက်ရည်ကြိုက်တဲ့သူဆိုရင်ဘယ်ဂျီယန်လက်ဖက်ရည်ကတော့လုံးဝမြည်ဆန်းကြည့်တဲ့အရာဖြစ်ပါတယ်တဘာဝအလှတရားနဲ့ပတ်သက်လာရင်ဘယ်ဂျီယန်ကစိတ်ပြက်စရာမရှိပါဘူးကျေပြောလာတော့တစ်တော်ဤဆွဲဆောင်မှုရှိသောကျွန်းစုများစူးစမ်းလေ့လာရန်စိတ်ကူးကြည့်ပါဤနေရာတွင်တဘာဝပတ်ဝန်းကျင်ကာကွယ်ရေးသည်ထိပ်တန်းဦးစားပေးဖြစ်သည်စိမ့်လန်းဆိုပြေသောတစ်တော်များထုထပ်ပြီးရင်သက်ရှုမောဖွယ်ရေတံခွန်များနှင့်အတူရင်သက်ရှုမောဖွယ်အာဒန်ဒေတာကဲ့သို့နေရာများကိုထိမ့်သိမ်းဆောင်ရှောက်ပါဘယ်ဂျီယန်သည်အလှဆုံးပြတိုက်နှင့်ဂုံတိတ်ခါရှိသောပွဲတော်များယဉ်ကျေးမှုရိပ်မြုံတစ်ခုလည်းဖြစ်သည်ဘရက်ဆက်ရှိခမ်းနားသောနေရာသည်လုံးဝကြည်တင်ကြပါသည်တမိုင်းနှင့်ဘီတုကလက်ရများဖြင့်ခမ်းနားကြီးကျယ်စွာပေါင်းစပ်ထားသည်ဘရက်ဆယ်ရှိဘရင်နန်းတော်၏ပြတိုက်ကနိုင်ငံ၏တော်ဝင်အမွေအနှစ်များကိုစူးစမ်းလေ့လာနိုင်သည့်ပြတိုက်ဖြစ်တာကြောင့်လုံးဝလက်လွတ်မခံသင့်ပါဘူးပကြည်ဝါသနာရှင်များရှင်မြူးကြသည်ဘယ်ဂျီယန်သည်ဥရောပအနုပညာပြပွဲကဲ့သို့အခမ်းအနားများဖြင့်ကမ္ဘာအနုပညာစင်မြင့်ပေါ်တွင်တောက်ပစွာထွန်းလင်းတောက်ပနေပါသည်ဘရက်ဆယ်ရှိမန်နီကွန်တက်ရုပ်တုသည်တင်းငယ်တော်လဲအထူးသဖြင့်ကလေးများအတွက်ကြီးမားသောဆွဲဆောင်မှုတစ်ခုဖြစ်သည်ဟုပြောဆိုကြသည်ဘရက်ဆယ်မြို့တော်သည်ဤထူးခြားသောဆွဲဆောင်မှုနှင့်ဆွဲဆောင်မှုတို့ကိုပေးဆောင်သောလှုပ်ရှားမှုများ၏စီကားသောအချက်အခြာဖြစ်သည်တမိုင်းဝင်နေရာများမှခင်မီအံပွဲများအထိလူတိုင်းအတွက်တစုံတစ်ခုရှိပါသည်ဘယ်ဂျီယန်၏ကတိကဝတ်များသည်ပျော်ရွှင်မှုကွဲပြားမှုကိုပေါ်လစီဘဝပုံစံတွင်ထင်ဟပ်စေသည်တိုးတက်နေသောစီးပွားရေးသည်ကြိုဆိုသောအငွေသက်များနှင့်ကိုက်ညီသည့်နိုင်ငံဖြစ်သည်ခရီးသွားများနှင့်ယင်းနှိမ့်မြုပ်နှံသူများအတွက်ဆွဲဆောင်မှုရှိသောနေရာတစ်ခုဖြစ်လာစေပါသည်ထို့ကြောင့်ကျွယ်ဝသောတမိုင်းကြောင်းမျိုးစုံနှင့်ရင်သက်ရှုမောဖွယ်တဘာဝအလှတရားများဖြင့်ပြည့်နှက်နေသောထူးခြားသောအတွေ့အကြုံကိုတင်ရှာဖွေနေပါကဘယ်ဂျီယန်သည်ရောက်ရမည့်နေရာဖြစ်သည်ဒါကဘယ်ဂျီယန်ကိုစူးစမ်းပြီးမမေ့နိုင်တဲ့အမတ်တရားတွေကိုဖန်တီးဖို့တင့်ကိုလှုံ့ဆော်ပေးမယ်လို့မျှော်လင့်ပါတယ်အားပေးကြည့်ရှုမှုအတွက်ကျေးဇူးတင်ပါသည်ဒါကြောင့်နောက်ထပ်ခီးသောစွမ်းစားမှုတွေအတွက် like share လုပ်ပြီး subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်နောက်ထပ်လာမယ့် video မှာပြန်လည်ဆုံတွေ့ကြပါစို့